ဖြစ်ပါတယ်ဒါကြောင့်မလို့ထိန်းသိမ်းကြပါဆောင်းဆောက်ကြပါလူရင်းတဲ့လူတွေကိုနှင်းနဲ့ကာပို့ကြပါပေးကြပါဒါသာနာပြုလုပ်ငန်းပါနော်အဲ့ဒါကြောင့်တို့10နှစ်မြောက်တော့ဗာဖြစ်လာ10နှစ်မြောက်တော့ရုံလုံးပေါ်လာ9ကြိမ်မြောက်က9နှစ်ကစတယ်10နှစ်စတယ်9နှစ်စတယ်မရဘူး10နှစ်လည်းပြည့်မြောက်ကောအလိုအလျောက်ဖြစ်ပေါ်လာ9နှစ်တုန်းကထိုးမယ်လူကပြန်ပေးတယ်အဲ့ဒီပြတ်တာလေဝင်လာတယ်အဲ့ဒါကြောင့်ဒီအခုပြောပြမယ်အပုတ်ဟာမင်းတို့ထဲမှာမရှိဘူးနော်မင်းတို့ထဲမှာမရှိဘူးနောက်ပုတ်ကြမှာမင်းတို့လိုက်ရဟုတ်လားအဲ့ဒါစိတ်ထဲကညနိုင်ရန်တစ်ချက်ခွဲလောက်ရှင်းပြီးတော့ကြားလိုက်ပါလေအဗန်တယ်လောက်ပလင်ပေါ်မှာရောက်နေတာဘယ်လိုလဲဘောတော်ဟမ်းမလားဘယ်နှခုနှစ်ပလင်ပေါက်လာတယ်10ကြိမ်မြောက်ပေါက်လာတယ်အဲဒီလိုပလင်ပေါက်လာတဲ့အကြောင်းကိုမူတည်၍ဘောတော်ဟမ်းပလင်ပေါက်ပါလို့သင်္ကလောက်ရောက်ပေါ်ဧကံသို့ဘာတရားနေတယ်ဘောရဟံပလင်ပေါက်ပါလို့သင်္ကလောက်ရောက်ပေါ်ဧကံအဲ့ဒါရင်းနေတော့နောက်ကဖားဝင်လာမှာဆိုလို့ကြောက်ရတယ်တတိဘောရဟံပလင်ပေါက်တဲ့အခါကျတော့အမခံကြီးကြီးကျယ်ကျယ်ဖြစ်လာတဲ့ပြိဿတွေထဲမှာအချို့သောတပည့်အပေါင်းတို့သည်တစ်ဖက်ကိုစောင်းနှင်းဖြစ်သွားလို့တော့၎င်းဓမျိုးတမီအားဖြင့်တော့၎င်းအမြင်မပေါက်တာတွေရှိကြတယ်ဒါကြောင့်စေတနာနဲ့ရေးတာပါနော်အမြင်ပေါက်အောင်ကြည့်သမ်းပါကိုယ်ဘောဟန်ကိုမြင်အောင်ကြည့်သမ်းပါနော်အဲ့ဒါကြောင့်အမြင်မပေါက်လို့ဝေဖန်သူတွေရဲ့အမြင်မပေါက်လို့ဝေဖန်သူတွေရဲ့အခြေမမှန်မှားကြမည်ကြောင်းဒီပဲတော့နော်အစိုးရကြီးတယ်သမင်းစားမလို့ကမမှန်စားအဲ့လိုအမြင်ပေါက်လာတဲ့ခါကျတော့အကြအမြင်ပြောနေတာမဟုတ်ဘူးနော်ဂိုင်းရဲ့အကြောင်းကိုမြင်အောင်ကြည့်သမ်းပါဂိုင်းရဲ့အကြောင်းကိုမြင်အောင်ကြည့်ဘုရားရဲ့အကြောင်းကိုမြင်အောင်ကြည့်ဆေးတော်ရဲ့အကြောင်းကိုမြင်အောင်ကြည့်အဲ့ဒါမမြင်လို့အဲ့ဒီလိုဝေဖန်တာနော်ဘုရားဟံပလင်ပေါက်ပါလို့ထင်သလောက်ရောက်ပေါ်ဧကံအမြင်မပေါက်လို့ဝေဖန်သူတွေရဲ့အခြေမမှန်မှားကြမည်ကြောင်းအဲ့ဒီလိုဖြစ်တော့စိတ်ထဲကမကောင်းဘူးဘာဖြစ်လို့အဲ့ဒါရေးရလဲလို့ဆိုတော့အမတန်ချစ်တဲ့သားသမီးတွေပေါ့နော်ဘုခစေ၍နှိမ်နှင်းစေ၍ထုံးတာမရှိပါဘူးတပည့်တွေကိုလမ်းမှာစီခင်းပြီးတော့နင်းလာတဲ့ဆရာမဟုတ်ဘူးတပည့်တွေကိုပခုံးပေါ်တင်ထားတဲ့ဆရာနော်ဒီသားကငါလွတ်လိုက်တဲ့မေတ္တာနဲ့မင်းတို့စီကလာတဲ့မေတ္တာနဲ့ကတိညုတကတဝေဒီအပြန်လှန်ရိုက်ခတ်တော့မေးလင်းလာမလားကျိုးနှစ်ကျိုးရှိမှမေးလင်းလာမင်းတို့ကစေတနာကောင်းငါအကျင့်ကမကောင်းမလင်းပါငါကောင်းမင်းတို့ကမကောင်းမလင်းပါအဲ့ဒါမိထပွင့်နေတာတို့ဒါပါလေစေတနာမှန်မှန်သိတဲ့သားနဲ့တိမ်းဆောင်သွားမှာဆိုလို့ရေးရပါနော်ဘာဖြစ်လို့ရေးရဆိုရင်စိတ်နဲ့ပူပန်ပါတယ်လူမတန်ကံကိုချပါနဲ့ဟိုကျင်လည်းကိုပြန်ကြည့်ပါကံမကောင်းလို့မလုပ်ပါနဲ့ဆိုရင်စိတ်နဲ့ပူပန်ပါတယ်လူမတန်ကံကိုမချပါနဲ့မူမှန်တာတွေအမြန်လုပ်ရအောင်
ပေါင်းစုလို့တည်ထောင်ကဲအခုပေါင်းစုပြီးတော့တည်ထောင်ထားလိုက်တာတခါတည်းကြီးမကောင်းချူပေါင်းဖြစ်လေနော်မုံမန္တာတွေလောက်ရမုံမမန္တာကိုမလောက်ပါနဲ့ဟောတာမုံမှန်ပါတယ်လို့ပွင့်ပြထားရတာနဲ့မုံမမန္တာကိုလောက်တာတော့မတတ်နိုင်ဘူးနော်ဒါတော့တို့ရင်စိတ်နဲ့ပူပန်ပါတဲ့လူမတန်ကံကိုမချပါနဲ့မူမန္တာအမြန်လောက်ရအောင်ပေါင်းစုလို့တည်တောင်းအဲ့လိုမူမန္တာလောက်လိုက်တော့ဘာရရမူမန္တာလောက်လိုက်တော့သတိလာပါ9ယောက်နဲ့သာဖအကြောင်းကသဗ္ဗဘုရားလက်ထက်ကဂေါရမဘုရားလက်ထက်မှာအမွေဆိုင်ပုံတိတ်ထဲမှာရှိတယ်နော်အမွေခံရင်ရလားလို့မင်းရင်အမွေခံရင်ရပါတယ်ဒါပြောမှာအမွေခံရင်မူမှန်အောင်လုပ်ပေါ့နော်မူမှန်တာပြန်လုပ်ရအောင်ပေါင်းစုလို့ဒီတော့တို့အဖေရဲ့ဘုရားဟန်ရဲ့တို့အဖေရဲ့တို့ဘုရားဟန်ရဲ့တို့အဖေကြီးဥဘဟန်ရဲ့တို့အမွေကိုတို့တတွေပိုင်အောင်လုပ်ပါလို့ဝဲမင်းကဒါနန်းတော်ရှိရမှာမဟုတ်နန်းတော်နဲ့လက်ဆောင်လို့လေခံစားချက်ဆိုတာအရသာရှိတတ်တယ်နော်မကောင်းရင်လည်းသိတာမုံမနာမြန်လောက်ရအောင်ပေါင်းစုလို့ဒီတော်တို့အဖေရဲ့တို့အမွေကိုတို့တတွေပိုင်အောင်လုပ်မှာမို့အဲ့ဒါမင်းတို့ဘာပွဲလဲပါအဲ့ဒါအမွေပိုင်အောင်လုပ်နေတဲ့ပွဲမကောက်နဲ့တော့သူများနဲ့မကတ်နဲ့မကောက်နဲ့အဲ့ဒါလုံးနဲ့မထိုင်ဘူးတော့သိဆောင်မဲ့ပုဂ္ဂိုလ်ကငါမဟုတ်ဘူးမင်းတို့သဘောပေါက်ကြသမှာနော်အဲ့တော့ဒီအမွေပိုင်အောင်လုပ်ရင်ဘလူကောင်ကမင်းတို့ဘာမှပြောနေကြမလို့သတိလာပါ9ယောက်တို့တွင်အငယ်ဆုံးစီအမွေပိုင်အောင်လုပ်လို့အမွေရတယ်လို့မင်းတို့ကြိုးစားလို့နော်ဒါကြောင့်တို့ဖေးရဲ့တို့အမွေဘို့တို့တွေပိုင်အောင်လုပ်မှာမို့ဘယ်သူမှအပြစ်မတင်တို့ဥစ္စာရှင်ပြောင်းလို့မှာနော်ဘယ်သူမှအပြစ်မတင်တို့ဥစ္စာရှင်ဒါဘလူလို့အဲ့ဒါကိုလို့နော်ကိုလို့ကိုလို့ရမှာဒါတို့အလုံးတို့ဖခင်ကိုဘလူနဲ့ပါတယ်ကိုကကိုလို့တဝူးချင်းလို့တပွဲချင်းလို့အကောင်ဝိုင်းလို့တယောက်နဲ့တယောက်ဘာမှမတိုက်ကဘူးနော်ဒါတို့အလုံးတို့ဖခင်ကိုတို့တတွေကံကောင်းထောက်ပါလို့ငါသောပြောတယ်လေညပြောတယ်သိကံကောင်းတယ်လို့နော်ဒါတို့လို့တို့ဖခင်ကိုတို့တွေကံကောင်းထောက်ပါလို့ဥပမာတစ်ခုပြောပြရမယ်ဟာခမည်းတော်ကုသကံသိကောင်းတယ်ဗျာခမည်းကုသကံကောင်းတဲ့တော်ခမည်းအဖေကြီးကိုပြုစုလိုက်တယ်တချို့ဆရာတွေဝင်းနေတော့ပြောပါကျွန်တော်တို့ကတော့ကံဆိုးတယ်ဗျာအပြင်းနေရမပေးလို့မပြုစုလိုက်ရဘူးအဲ့ဒီဥပမာလိုပဲတို့ကံကောင်းလို့အဖေအမွေကိုပိုင်အောင်လုံနိုင်ခွင့်ရှိတာနော်ဒါတို့လို့ဒုဖခင်ကိုတို့တွေကံကောင်းထောက်ပါလို့ပြုစု၍ကြိုးရှိပါသည်အားလုံးတို့ဝိုင်းပြီးတော့ပြုစုလိုက်တာကဲတနေ့နဲ့တူသေးရလားဟမ်ဒါရင်တို့ပြုစုကြတာဘာဖြစ်လာလဲအကျိုးရှိတာချမ်းသာလားကိုချမ်းသာလာတယ်စိတ်ချမ်းသာလာတယ်ဘယ်မျိုးရန်တာအတဏ္ဍကင်းဝဲတယ်နော်ဒါတို့လို့ဒုဖခင်ကိုတို့တွေကံကောင်းထောက်ပါလို့ပြုစု၍ကြိုးရှိပါသည်မောထီအောင်တဲ့အောင်မယ်ကွယ်လေဒါတော့ပဲကောင်းတယ်ငါကတော့သူတို့ကသိဆိုပါနော်ဟုတ်လားအဲ့ဒီလိုဘုရားဟံပလင်ပေါက်လာတဲ့အကြောင်းလေးကို
နောင်တို့အဖိုးရည်တွေလို့သေရိတိုင်ဟောက်ခလေးတွေလက်ထက်မှာသင်ရှားအောင်ဒါပြသွင်းပြီးသိသိပါမယ်နော်ဒါကြောင့်ဘုရားဟံပလင်ပေါက်ပါလို့သင်တော်ရောက်ဖို့ဧကအမြင်မှပေါက်လို့ဝေဖန်သူတွေရဲ့အခြေမမှန်မှားကြမိကြောင်းတို့ရင်စိတ်နဲ့ပူပန်ပါတယ်လူမတန်ကံကိုချပါနဲ့မုံမှန်ကအမြန်လောက်ရအောင်ပေါင်းစုလို့တည်တော်တို့အဖေရဲ့တို့အမွေကိုတို့တွေပိုင်အောင်လုပ်မှာမို့ဘယ်သူမှအပြစ်မတင်တို့ဥစ္စာရှင်ဒါတို့အလုံးတို့ဖခင်ကိုတို့တွေကံကောင်းထောက်ပါလို့ပြုစု၍ရိုးရှိရှားသည်မိုးတိအောင်တအောင်မဲ့ကွယ်လေအဲ့ဒီနဲ့တပုတ်ရေးလိုက်နော်အဲ့ဒါလေးရေးပြီးတော့တယောက်တည်းကြောင်းပြီးဖတ်ကြည့်တဲ့သဘောကျတဲ့ခောက်တာအဲ့ဒါလေးခောက်တာပြီးတော့သလားလောက်ကပေါ့လေနောက်နေပြန်ရောနေတော့ဆရာကိုဆရာမှန်းသိပါကိုယ်ဆရာကိုလည်းကိုယ်ဆရာတို့မှတ်သားပါကျွန်တော်ပြောထားတဲ့သန္တာလဆရာကိုပြစ်မှားတဲ့အတွက်ဟောရောက်ဒုက္ခရောက်ပုံနဲ့လည်းရှိပါလေနော်ဆရာကိုအယောင်ချင်းသွားပြန်လိုက်တဲ့အတွက်အဖြစ်ကွဲရတဲ့ဇာတုတွေလည်းရှိပါလေမြတ်စွာဘုရားသခင်ကိုလိုမြတ်ကိုသွားဝေဖန်မိလို့အဖြစ်ကွဲအကျိုးနဲ့ပြရတော့လည်းရှိပါလားကြမ်းကြမ်းဖန်ဖန်ဝေဖန်ကြတယ်မြတ်စွာဘုရားသခင်ကိုလိုမြတ်ကလူကျော်လူလှအမတန်လှအမတန်ကျော်နော်သမီးတွေကြီးပဲလက်ဆက်ဘုရားသခင်ကိုလိုမြတ်လမ်းသွားတဲ့ခြေတော့ကိုသက်တော်ရပြီးတော့ဟာဒါမှငါသမီးလောက်ငါသမီးနဲ့ဒါနဲ့မှတန်တယ်ကိုရမကျုပ်သမီးတွေယူပါဗမာလိုပြောတော့ဒါပဲဖိဆိုကပြောရတယ်ဘာလို့ပါလဲအဲ့ဒါသိတော့ဒါမဲ့ဘုရားကတော့မယူဘောဘုရားအပြုအမူကိုမြင်ထားတဲ့လူတယောက်ကအားလုံးခွင့်ပြုပါမြတ်စွာဘုရားလူထဲမှာလည်းချောဆုံးပဲတဲ့တော်တော်ကိုချောတယ်ဘုရားပဲမိန်းမလေးတွေဆိုတာလဲတစ်ခေတ်သမီးတွေအမှန်တန်လာတယ်ပစ္စည်းလည်းရှိတယ်ဥစ္စာလည်းရှိတယ်ချောလဲချောတယ်ပေးတာမယူဘူးတဲ့ဒါကိုကြည့်ခြင်းအပြင်နဲ့သူကညံမရှိတော့ဝေဖန်မုံဧကနာဘုရားမှာဟောဥစ္စာမပါဘူးတင်တဲ့ခြေလုံးပြတ်သားမပါဘူးလို့သူတွက်တယ်ဟာအဲ့တော့မြတ်စွာဘုရားတရားဟောနေတဲ့နေရာနေပြီးတော့သူတယောက်တည်းမြောင်အသာလေးမြောက်ပြတယ်ရှိသားပဲတဲ့အဲ့တော့မင်းတို့ဆရာတွေကိုဝေဖန်မှနဲ့ဝေဖန်ရင်အဲ့လိုပဲမြောက်ပြပါလိမ့်မယ်နော်အဲ့ဒီပြီးတော့အဲ့လိုဆရာကိုဝေဖန်တော့မင်းတို့ကငါအကြောင်းပြောပြပါမယ်လို့ငါဆရာငါအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့တိစလိုက်နော်ငါဆရာငါအကြောင်းထလောင်းလို့ပြောမယ်ဘာသမီးမြင်းမြစ်တွေ့ရငါအကြောင်းကိုမင်းတို့ပြောပြပြစီဘွယ်လို့ဆယ်နှစ်မြောက်အတိမ်မှာတော့ငါဒါတွေကိုအကုန်လုံးမရုပ်ပေါ်တော့မယ်လို့ငါဆရာငါအကြောင်းထလောင်းလို့ပြောမယ်ဘာသမီးမြင်းမြစ်တွေအပေါ်ဝဲအားလုံးပေါ်မှာဘာသမီးမြင်းမြစ်တွေအပေါ်ဝဲနေစစ်တွေထွင်ဘူးဘယ်လိုခါလာနာတော့နေစစ်ထွင်တာဘာအောင်မေးလဲဟောဒီမှာဖေးပေးတဲ့ဆေးဟောဒီမှာတွေ့လားဟောဒီမှာငါကြိတ်တဲ့ဆေးတွေ့ပလားမင်းတို့ငါကြိတ်တဲ့ဆေးနဲ့သင်လိုက်ရင်မင်းတို့ဇောက်ထုံးမှုမပြောမှာဗောငါပိုက်ဆိုင်ရရင်ပြီးတော့လုံးမှာဗောအဲ့ဒီဥပမာမျိုးလို့နေရမျိုးမျိုးအဖုံဖုံတကောပြပြီဘယ်တော့မှနေစစ်မထွင်ဘူးဆိုတဲ့အကြောင်းပြောတာပါဘာသမီးမြင့်မြင့်တွေအပေါ်ဝဲနေစစ်တွေထွင်မှုကွအစင်မြူကောင်းကြပါစေလောင်းမြတာရွှေဘယ်တော့မှမမေ့ဘူးတာဝန်တစ်ခုလိုအောင်မေ့တာရုံရင်နဲ့ဘယ်သူမှမုန်းစိတ်မဝင်သည်ပခုံးထိတ်တင်ထားခြင်းရဲ့လေနော်အဲ့ဒါကြောင့်ငါဆရာငါအကြောင်းထလောင်းလို့ပြောမယ်
သာသမီမြင့်မြတ်တွေအပါအဝင်နေတဲ့ထွင်မှုအစင်မျိုးကောင်းကြပါစေလောင်းမြတ်တာချွေဘယ်သူမှမုန်းစိတ်မဝင်သည်ဘယ်သူမှမုန်းစိတ်မဝင်သည်ပခုံးထိတ်တွင်တင်ထားခြင်းရဲ့လေခဏလေးနောက်ပဲဆိုနော်အဲ့ဒါနဲ့မောနဲ့နောက်တစ်ခါဆက်ဆိုလိုက်အဲ့ဒီပိုက်ကလေးစီရဆိုပြီးတော့နောက်ပိုက်ဆက်ရလိုက်ဘလို့သွားမြင်လဲဆိုတာကလည်းခွေးမှသားတယ်လောက်တောင်ညံ့ပြင်းလာပါညာနဲ့ငေါငန်းပြောဆိုလိုက်တဲ့ခါကျတော့တချို့တစ်ပတ်တွေကြတော့လဲကောင်းကောင်းမွန်မွန်ရေးရပြုံးနေသွားတယ်တချို့ကြတော့လဲစိတ်ကောက်ပြီးမလာတော့အထင်မှားမြင်မှာပြောတဲ့စေတနာဘာမှမသိဘူးအဲ့ဒါကြောင့်မလို့ခါကလေးငေါငန်းလို့ကြောက်ခမန်းပြောမိပါသည်မင်းတို့တခါတလေငေါငန်းပြီးပြောမိပါတယ်တဲ့နော်တခါတလေငေါငန်းလို့ကြောက်ခမန်းပြောမိပါသည်တချို့ကသိခံပြီးတချို့မှမကြည်ချမ်းလို့ဝေကမန်းကြောက်ကြရှာသည်ဟမ်သိခံရတပည့်တွေရမင်းတို့ကိုအဖေချစ်လို့မဝေမပြစ်ပေါင်းရပါသည်ဖလားကိုစူးရပါလေစိတ်အခုရုပ်လုံးပေါ်ရင်မလားညာအသစ္စာဆိုလိုက်ပြီဟမ်အလင်းနာခံပြီးတော့မင်းတို့ကိုဖေချစ်လို့သွေမပြစ်ပေါင်းရပါသည်နောင်အတွက်တို့ဖေနောက်ကိုထွက်ခဲ့သည်ရှိသောဟမ်နောင်အတွက်ထွက်ခဲ့ပါသောမင်းတို့တွေကြံခဲ့မှာစိုးလို့ကွယ်လေအဲ့ဒါကြောင့်ခါတလေငေါငန်းလို့ကြောက်ခမန်းပြောမိပါသည်တချို့ကသိခံပြီးတချို့မှမကြည်ချမ်းလို့သေကမန်းကြောက်ကြရှာပြီးသိခံကြတပည့်တွေရဲ့မင်းတို့ကိုအဖေချစ်လို့သေမပြစ်ပေါင်းရပါသည်နောင်အတွက်ထွက်ခဲ့ပါသောမင်းတို့တွေကြံခဲ့မှာကြောင့်လေ
တယ်လမ်းနဲ့ပဲရောကဘာလေးအောင်လုပ်မယ်လို့ကျင်းရကဘာလေးအောင်လုပ်အောင်ဝတရားလည်းရှိတယ်တောင်းလည်းရှိတယ်မသိကမှလုံရင်းနဲ့ပဲသေလို့မသိကျင်နေသိကျင်ဒီလောက်ရမတောင်းဟာကျွန်တော်တို့သားပါတွေတောင်းပဲတို့သားပါတွေတောင်းပဲအရှင်ဘုရားတို့နဲ့တပည့်တော်တို့နဲ့တောင်းပဲရဟန်းရှင်လူအလုံးရှိတယ်ဒီဘုရားထဲမှာနော်ဒါတော့ရှင်ကျော်ကဘာသိအောင်လို့ဆရာတော်ကြီးကြံခဲ့တယ်အဲလိုရေးလိုက်ကြတယ်အဲ့ဒါ9ပုတ်လောက်လည်း6ပုတ်လောက်လည်းရေးပြီးတော့နောက်ထပ်ရေးလို့မရပါဘူးခံစားချက်ဆိုတာဒီလိုပဲဖြစ်တယ်ရှင်ကျော်ကဘာသိအောင်လို့ဆရာတော်ကြီးကြံခဲ့တယ်အဲ့ဒီငါကြံတဲ့အကြံကိုမင်းတို့ဖြစ်မြောက်အောင်လုပ်ခဲ့တဲ့အတွက်ညာအသစ္စာဆိုလိုက်တာပေါ့နင့်နာခြင်းနင့်နာပဲဒီလိုသစ္စာဆိုကြတယ်နော်ဘာမသိတချို့ဆရာတွေရဲ့ကြကြသိတာမင်းတို့ဘာမှမသိရင်အဲ့ဒီတည်းပါသွားပြီဘာမသိတချို့ဆရာတွေရဲ့ကိုဟာလေကိုချုပ်ကြတလွယ်ဘယ်မလဲကြရုပ်မတလိုက်သားမဟမ်ဂိုင်းရုပ်အရန်လုပ်လို့မရဘူးဂိုင်းရုပ်လို့ငါလှုပ်လိုက်ရင်ငါဖေဘိုးတော်ဟန်မြုပ်သွားမှာပေါ့ငါဖေဘိုးတော်ဟန်ရဲ့လက်သေးရကျွတ်ကြတဲ့ကြီးလုံးမှမတတ်တဲ့ကောင်ကငါတက်လို့ဂိုင်းရုပ်လို့ရပါမလားအဲ့ဒါကြောင့်အဲ့ဒီပေးသားအဲ့လိုခဲနေတာနော်ဒါကြောင့်ဘာမသိတချို့ဆရာတွေရဲ့ကိုဟာလေကိုချုပ်ကြတလွယ်ဒါဖြင့်အဖေရဲ့မသိတော့မင်းပြစီဂိုင်းချုပ်ကဘယ်လိုလဲလို့မင်းနော်ဂိုင်းချုပ်ကကိုဖိုးဟန်မှာဒီလိုလားဂိုင်းချုပ်ကကိုဖိုးဟန်မှာဆိုရောမန်ဘိုးတော်လို့ဆိုဘယ်နဲ့ကိုဖိုးဟန်ဆွဲရပေါက်သွားတော့မှဘိုးတော်ဟန်ဖြစ်တာကိုဖိုးဟန်လူပြေမှာရှိစဉ်ကဘိုးတော်ဟန်မဟုတ်ဘူးအခုလူပြေမှာဘိုးတော်တွေထားတယ်ငါနေရမ်းပြီးဘိုးတော်ဆိုလဲငါရှိလာရက်ခတ်ဘာဘာနဲ့တချို့ဘာဘာပြီးတော်ပြီးဘာဘာတယ်ဟမ်ဂိုင်းကျုပ်ကကိုဖိုးဟန်မှာဂိုင်းကျုပ်ကဘိုးတော်ဟန်မှာဂိုင်းကျုပ်ကဒနုပြူကဆရာကြီးဦးဖိုးဟန်မှာမှတ်တယ်ရောဘိုးရောမန်ဘိုးတော်လို့ဆိုတို့များဖြင့်ခြုံဝင်ပေါင်းရောက်တယ်တို့များဖြင့်ခြုံဝင်ပေါင်းဂိုင်းကျုံမောင်ဟိုလူအုပ်တွေကြောင့်အပေါ်မှာမိုးပေါ်မှာဟမ်ဂိုင်းကျုံမောင်ဟိုလူအုပ်တွေကြောင့်မြုပ်ခဲ့ပေါ်ဂိုင်းကျုပ်ကခင်တို့ရဲ့ဖခင်ဂိုင်းထုတ်ကြတာဟိုကဂိုင်းကျုပ်တရားဂိုင်းကျုပ်ဟိုကဂိုင်းကျုပ်တရားဂိုင်းကျုပ်ဘာမှကိုယ်ဂိုင်းတရားမဟုတ်တဲ့လူကလည်းရွှေကျော်ဂိုင်းကျုပ်လှုပ်ဆောင်တွေထုံးဂိုင်းကျုပ်ဆရာကြီးဦးဟိုဟန်ဆိုတဲ့နေရာမှာဦးဟိုဟန်ပြောက်ကိုတာဘုံတွေရောက်ဒါမခံနိုင်ဘူးနော်သေတဲ့ဒီအဖြစ်ဦးဟိုဟန်တာဘုံနဲ့ဝေသွားမယ်နော်ဒါကြောင့်ဂိုင်းကျုပ်ကကိုဖိုးဟန်မှာဆိုရိုးမှန်ဘိုးတော်လို့ဆိုရဲဘယ်နဲ့ကိုဖိုးဟန်ဆွဲရပေါက်သွားတော့မှဘိုးတော်ဟန်ဖြစ်တာကိုဖိုးဟန်လူပြေမှာရှိစဉ်ကဘိုးတော်ဟန်မဟုတ်ဘူးအခုလူပြေမှာဘိုးတော်တွေထားတယ်ငါနေရမ်းပြီးဘိုးတော်ဆိုလဲငါရှိလာရက်ခတ်ဘာနဲ့တချို့ဘာပြီးတော်ပြီးဘာတယ်ဟမ်ဂိုင်းကျုပ်ကကိုဖိုးဟန်မှာဂိုင်းကျုပ်ကဘိုးတော်ဟန်မှာဂိုင်းကျုပ်ကဒနုပြူကဆရာကြီးဦးဖိုးဟန်မှာမှတ်တယ်ရော
ဆိုရောမှန်ဘိုးတော်လို့ဆွဲတို့များဖြင့်ချုံဝင်ပေါင်းရောက်တယ်တို့များဖြင့်ချုံဝင်ပေါင်းဂိုင်းကျုံမောင်ဟိုလူအုပ်တွေရောက်အပေါ်မှာမိုးပေါ်မှာဂိုင်းကျုံမောင်ဟိုလူအုပ်တွေရောက်မြုပ်ခဲ့ပေါ်ဂိုင်းကျုံသခင်တို့ရဲ့ဖခင်ဂိုင်းထုတ်ကြတာဟိုကဂိုင်းကျုံတရားဂိုင်းကျုံဟိုကဂိုင်းကျုံတရားဂိုင်းကျုံဘာမှကိုယ်ဂိုင်းတရားမဟုတ်တဲ့လူကလည်းရွှေကြောဂိုင်းကျုံလုံးစာအုပ်တွေထုတ်ဂိုင်းကျုံဆရာကြီးဦးဟောဟန်ဆိုတဲ့နေရာမှာဦးဟောဟန်ပြောက်ဘုရားပုံနေရောက်ဒါမခံနိုင်ဘူးနော်ဝေရတဲ့ဒီဦးဟောဟန်ဓာတ်ပုံနဲ့ဝေသွားမယ်တို့ဖော်တဲ့ဘာဘာတွေပန်းရှာရသလေဘယ်နဲ့လဲပိုက်ဆံလဲကောင်းလူလဲပန်ညလည်းမရဘူးတနေ့ကိုအပင်မခံတော့အကျိုးရှိတာတို့ဖော်တဲ့ဘာဘာတွေပန်းရှာရသလေဒါဖြင့်တို့ဖော်တဲ့အပေဟာမရောက်သွားဘူးဘယ်လိုဖြစ်သွားလဲညလိုက်တဲ့လူတွေသက်သေထားရမှာပဲတို့ဖေတို့ကတူးဖော်ပြီးတော့ခေါ်ထုတ်လိုက်တော့အဖေဟန်ဘာဖြစ်သွားလဲညဘိုးရဟန်ပါလေတော့မသိဘူးဘိုးရဟန်ရွှေကြောတင်တဲ့ဘိုးရဟန်ဒါနဲ့ကြိုင်ကြတာပဲကားလဲတာနော်သူ့ဖော်တဲ့ဘာဘာတွေပန်းရှာကြသလေတို့ဖော်တဲ့အဖေဟန်မှာအဲ့ဒါတို့ဖော်လိုက်တာပြင်ဝရောက်နေတွေ့လားဘုရားရဲ့ကြောက်ရွံ့နော်တို့ဖော်တဲ့အဖေဟန်မှာမသွေအမှန်ကဘာသိမယ်ကွယ်လေဘယ်နဲ့လဲအဲ့ဒါကြောင့်ရှင်ကျော်ကဘာသိအောင်လို့ဆရာတော်ကြီးကြံခဲ့တယ်ဘာမသိတချို့ဆရာတွေရဲ့ကိုဟာလေးကိုချုပ်ကြတယ်လို့ငါကိုင်းတော့လို့ရင်ဒီကိစ္စနဲ့ငါနဲ့ပဲတွေ့တော့မလောက်အပ်တဲ့အလုံးကိုမလောက်တာမလောက်ထိုက်တဲ့အလုံးကိုမလောက်တာနော်ရှင်ကျော်ကဘာသိအောင်လို့ဆရာကိုကြီးကြားခဲ့တယ်ဘာမသိတချို့ဆရာတွေရဲ့ကိုဟာလေးကိုချုပ်ကြတယ်လို့ဂိုင်းချုပ်ကကိုဖိုးဟန်ပါဆိုရိုးမှန်ဘိုးတော်လို့ဆိုရင်သေချာကြည့်တာနော်ဂိုင်းချုပ်ကကိုဖိုးဟန်ပါဆိုရိုးမှန်ဘိုးတော်လို့ဆိုရင်တို့များဖြင့်ထုံဝင်ပေါင်းတို့သားဖာတွေထုံဝင်ပေါင်းမင်းတို့အဲ့ဒီလမ်းကိုနိုင်လိုက်ရငါမရှိတဲ့နောက်ဂိုင်းချုပ်တာလို့ရှိရင်ဂုတ်ကိုသင်ချုံးမယ်တို့များဖြင့်ထုံဝင်ပေါင်းဂိုင်းချုပ်မောင်ဟိုလူအုပ်တွေကြောင့်မြုပ်ခက်ပေါ့ဂိုင်းချုပ်သခင်တို့ရဲ့ဖခင်အားလုံးတို့ရဲ့ဖခင်မြုပ်နေတဲ့တို့အဖေကိုတို့တွေစုဝိုင်းလို့သူ့ဖော်တဲ့သားဖတွေပန်းရှာကြ